အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးတဲ့မဲ့အကြောင်းကတော့တစ်ပင်လုံးဝအတစ်ပင်ဖြစ်ပါစေຫນွေပင်လုံးဝမဖြစ်ပါစေနဲ့ဘာဖြစ်လို့လဲဆိုတော့ຫນွေပင်ကသူများဘက်မှာကတ်နေပြီးမှပဲရှင်တန်ကြီးထွားတဲ့ဘဝမလို့ပါတစ်ပင်ကအဲ့လိုမဟုတ်ပါဘူးသူတယောက်တည်းနဲ့ကြီးထွားနိုင်ပါတယ်ရှင်တန်နိုင်ပါတယ်ဘယ်ရာမဆိုတိုက်ခိုက်နိုင်ပါတယ်ဒါကြောင့်ຫນွေပင်လုံးဝမဖြစ်စေနဲ့တစ်ပင်ဖြစ်ပါစေຫນွေပင်ဆိုတဲ့အားမျိုးကလူတယောက်ကိုအမြဲတမ်းအားကိုးနေတယ်လို့မျိုးခံစားရတယ်ဖြစ်နေတယ်လူတယောက်ကိုအမြဲတမ်းအားကိုးနေလို့ရှိရင်ဘယ်သူမှလည်းကိုယ့်ကိုအမြဲတမ်းမကူညီနိုင်ပါဘူးဒါကြောင့်ຫນွေပင်လိုမျိုးမကတ်နေပါနဲ့ຫນွေပင်ကတစ်ပင်မရှိဘူးဆိုတော့ဘယ်လိုမှစေတံကြီးထော်လို့မရပါဘူးဒါကြောင့်တစ်ပင်လိုနေပါတစ်ပင်ကဘယ်လိုအရာမျိုးလဲဆိုတော့တစ်ပင်ကတယောက်တည်းနဲ့ကြီးထွားနိုင်ပါတယ်လေပဲလာမုန်တိုင်းပဲတိုက်သူကခံနိုင်ရှိပါတယ်ဒါကြောင့်ကိုဘွားကိုလည်းတစ်ပင်လိုခိုင်မာချစ်လက်အောင်နေပြီးတော့တိဆောက်ပါနေထိုင်ပါຫນွေပင်လုံးဝမလုပ်ပါနဲ့တစ်ပင်လို့မျိုးကိုဘွားကိုနေထိုင်နိုင်လို့ရှိရင်ဘဒုကမှလည်းအားကိုးစရာမလိုဘဒုစုမှလည်းအောက်ကျိုးခံစရာမလိုဘူးမင်းအနားမှာငါမိခေါ်ပြီးငါဘွားလေးကိုရှင်တန်ပြရစေဆိုပြီးတော့တောင်းဆိုစရာမလိုဘူးဒါကြောင့်ဒီဗီဒီယိုမှာအကောင်လုံးကိုပြောချင်တာကຫນွေပင်လို့လုံးဝမနေပါနဲ့တစ်ပင်လို့နေပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုဘိုင်ဘိုင်